မင်္ဂလာပါ instructor ထောက်ကယူဒီမှာကျမဒီနေ့ကဖက်တာယောဂလေးလုပ်ပြမှာပေါ့နော်ညနေရောင်ဝင်ကနေတိုင်းယောဂကျင့်မယ်ဆိုရင်ကျမတို့ဒီနေ့ပုံညောင်းညာလေးပခုံးနေခါရည်တင်စုံတင်အားပြောကြတဲ့အတွက်လူကတက်တောင့်တက်တာနဲ့အိပ်ပြောတယ်ကျမတို့အိပ်ရေးသွားပြီဆိုလို့ရှိရင်နောက်တစ်မိနစ်မှာလန်းလန်းဆက်ဆက်နဲ့လုပ်ပြီးတော့ကိုလှုပ်ရှားရှိတဲ့အရာတွေကိုတက်တက်ကြွကြွနဲ့လုပ်နိုင်မှာဖြစ်တယ်ဒါကြောင့်အိပ်ပြောခြင်းကကျမတို့အတွက်အရင်ကြီးပါတယ်ဆိုတော့အရင်ဆုံးကျမတို့တက်တောင့်တက်တာနေထားနေတယ်ကိုယ့်ရဲ့ခြေဖနှောင်းလေးကစီးပုံလေးနဲ့ကနောက်ထပ်ခြေဖနှောင်းလေးကဒီနေထားတယ်။အဲ့ဒီလက်ကလေးနှစ်ဖက်ကတူကောင်းလေးပေါ်တင်ပြီးတော့ကျမတို့ရင်ဦးဆုံး crown နဲ့လေးဖြစ်အောင်အသက်ရှူအောင်နော်။အသက်ကိုရှူရဲ့ချိန်မှာကျမတို့နှာခေါင်းကနေပြီးတော့လေးကိုတော့ရှူတင်ပြီးတော့ရှူထုတ်တဲ့ချိန်ကျရင်ဒီစားကတော့ရှူထုတ်တယ်။အဲဒီနည်းနဲ့အသက်ရှူတာကျမတို့ရဲ့ခန္ဓာကိုယ်မှာတင်းကျပ်နေတဲ့ဒီအာယုံကြောအဖွဲ့အစည်းပေါ့နော်။ nerve system ကိုတည်ရောစေရဲ့အဲ့ခါနေမှာမဟုတ်ဘူးကိုယ်အနေနဲ့စိတ်လှုပ်ရှားတဲ့အချိန်ဖြစ်ဖြစ်စိုးရိမ်စရာတွေဖြစ်ဖြစ်နောက်ဒေါသထွက်တဲ့အချိန်တွေဖြစ်ဖြစ်ပေါ့နော်ဒီနေ့လေးနဲ့အသက်ရှူလိုက်ရင်တိတိတသားလေးကိုယ်ကကန်တောင်းဖြစ်သွားတယ်ကျမနဲ့အတူတူ3ချိန်ရှူကြည့်အောင်စအောင်နော်နှာခေါင်းအနေလေးတွေကိုတွားရှူမယ်ဒီစားကနေရှူထုတ်လိုက်မယ်နောက်တစ်ချိန်လေးရှူတယ်မယ်ရှူထုတ်မယ်ရှူမယ်ရှူထုတ်မယ်ခန္ဓာကိုယ်လေးတိတိတတ်တာလေး relax ဖြစ်သွားပြီစိတ်လေးတိတိတတ်တာတည်နေသွားတယ်လို့ခံစားကြည့်မယ်။ညီဦးဆုံးပို့ပြီးတော့စိတ်နဲ့ခန္ဓာတည်နေသွားအောင်ပုံချမ်းလေးလေးတစ်ချိန်တူတူရအောင်နော်။လက်လေးပေးနာအနေဝိုင်းယူမယ်လေးလေးကိုရှူလိုက်ပါ။ညမလာအောင်ချင်မယ်ရှူထုတ်လိုက်မယ်ကျမနဲ့တူတူအုံလေးရောမယ်နောက်တစ်ချိန်လေးရှူမယ်ရှူထုတ်လိုက်မယ် relax ညီမဆုံးကျမတို့ပခုံးကြောလေးကိုဆုံးရှော့မယ်နော်ဆိုတော့ကိုယ့်ရဲ့ပခုံးလေးပေါ်လက်ကလေးနှစ်ဖက်ကျင်လိုက်မယ်ဒီတောင်လေးကိုမျက်စိရှိထိယူလိုက်မယ်ပြီးရင်ဒီပခုံးလေးကိုဝိုင်းချရင်ဘတ်တွေဖွင့်သွားပြီဆိုရင်အသက်ကိုရှူပြီးထောင်လေးအောက်ကိုချတဲ့အချိန်မှာရှူထုတ်ရှူသွင်းမယ်နော်ရင်ဘတ်ဖွင့်ရင်ချရှူထုတ်မယ်ရှူမယ်ထုတ်မယ်အသက်ကိုရှေးရှူထုတ်ပြီးရှူမယ်ထုတ်မယ်နောက်ဆုံးရှူမယ်ထုတ်မယ်ဟုတ်ပြီဖြည်းဖြည်းချင်းလေးပြန်ရှော့ပြီးရင်အဲ့ဒီနောက်လေးကိုအနောက်ကနေအရှေ့လေးကိုရှူလာမယ်ရှူထုတ်ရှူထုတ်နောက်ထပ်3ချိန်ရှူထုတ်နောက်ထပ်2ချိန်ရှူထုတ်နောက်ဆုံးရှူထုတ်โอเคဖြည်းဖြည်းချင်းလေးပြန်ရှော့ဒါလေးဆိုကျမတို့ပခုံး joint movement လေးရှော့ရလို့ခေါ်တယ်ကြားဘူးလားမသိဘူးပခုံးတွေအပေါ်နှောင်းလို့မရအောင် frozen shoulder လိုမျိုးဖြစ်တယ်ဆိုတာ joint တွေမှာတက်တာเนาะဆိုတော့ဒီလို joint movement လေးအဲ့အားလုံးလုပ်ပြီးမယ်ညာခါနေလုပ်ပြီးမယ်ပြီးတော့လို့ရှိရင်ညာဘက်တစ်ထောင်လေးကိုကွေးလိုက်နော်ကွေးလိုက်ပြီးအဲ့ကွေးတဲ့တစ်ထောင်လေးကိုဘယ်ဘက်လက်နဲ့ကပ်ပြီးတော့ဘယ်ဘက်အချမ်းကိုဆွဲဖိချဆွဲဖိချတဲ့အချိန်မှာခေါင်းလေးကိုထားမျိုးမမုတ်ထားအောင်ခေါင်းမမတ်လေးဒီလိုခေါင်းမမတ်လေးနေလို့ရှိရင်ကျမတို့ရင်ဘက်လေးပို့ပွင့်တယ်အသက်ရှူရဖို့အတွက်ကြွက်သားတွေကိုပို့ပြီးတော့ဆွဲဆန့်ထုတ်အားရောက်တယ်အဆုတ်ထဲကိုအောက်ဆီဂျင်များရောက်တယ်ပေါ့နော်ဆိုတော့ဒီအနေထားလေးမှာရှူသွင်းရှူထုတ်လေးနဲ့5ချိန်နေရအောင်1 2 3 4 5 Okay ဖြည်းဖြည်းချင်းလေးပြန်လျှော့ချအခုလေးချိုးရဆိုအခုလေးထွက်ပြီးနေလို့ကောင်းပါလိမ့်မယ်နောက်တစ်ချက်သွားအောင်ဘယ်တထောင်လေးကိုဝေးတထောင်လေးကိုညာဘက်လေးကိုဖိချအသက်လေးရှူထုတ်ပြီးတော့ဖိချတာခေါင်းလေးပြန်မှတ်ထားဘယ်ဘက်ပခုံးထိုးလေးခံစားပြီးရှော့ချ5 breathing 1 2အသက်ကိုရှေးရှူထုတ်ကြည့်3 4 5ဖြည်းဖြည်းချင်းလေးပြန်ရှော့လိုက်မယ်ပြီးသွားရင်ဒူးကောင်းလေးပုံလက်ကလေးနှစ်ဖက်တင်လိုက်မယ်နော်တင်ပြီးသွားရင်ကိုယ့်ရဲ့ရင်ဘတ်တွေကိုရှေ့ကိုဆွဲကောက်ပေါ်တဲ့ချိန်မှာအသက်ကိုရှူပြီးရင်မေးစီကိုရင်ဘတ်တက်ပြီးတော့မှကြောက်ဖို့ပြန်ခုံပြီးဟောအရှိရကြည့်နေတာမျိုးဘေးလိုက်ပြပေးမယ်ဒီတိုင်းလေး9ချိန်တူသွားမယ်နော်ရင်ဘတ်လေးကိုဖွင့်အသက်ကိုရှူများရင်ဘတ်တွေအရှိလေးကိုဆွဲကောက်ရှူထုတ်မေးစီရင်ဘတ်ကကြောက်ဖို့ခုံရင်ဘတ်ကလေးကိုညှစ်ပြီးနောက်တစ်ချိန်လေးရှူသွင်းမယ်ကောင်းမယ်နော်
ရှုထုံးခုံရှုတွေကောင်းပြီမောရှုထုံးခုံဒါဆိုတနေ့ကုန်ထိုင်လို့ညောင်းလေးဒီလေရှုတွေကောင်းမောရှုထုံးခုံနောက်ဆုံးရှုတွေပဲကောင်းလာပြီ3ညာbelly chest ရှုတုံးပို့ထား2 1ရှုထုံးမေးစီညံဘက်ကကြောလေးခုံထား5လေးနှစ်ထား3 2 1နောက်ပြီပြီးရင်ကျမတို့ခန္ဓာကိုယ်အောက်ပိုင်းလေးရှော့မယ်ညအိမ်အောင်ဝင်နေဆိုတော့ကျမတို့ဒီပုံလုံးမှာရှိတဲ့ကြွက်သားတွေဖြေတော့တာဖြစ်တဲ့အတွက်ကြောင့် the whole body လေးကိုတစ်ဆင့်ချင်းစီရှော့ပြီးအောင်ပို့ကောင်းတယ်ခြေဖွားလေးနှစ်ဖက်ကိုပို့ပြီးတော့ခြေဖနှောက်လေးကိုစီးကုန်လေးနဲ့ကပ်လက်ဖွားလေးကခြေဖွားလေးကိုကပ်အဲ့တော့ဒီမှာကိုသုံးမဲ့ကြွက်သားဒီပေါင်ချံအတွင်းကြွက်သားလေးကိုသုံးမယ်ပေါ့နော်ပြီးရင်ဒူးကောင်းလေးကိုအပေါ်ကနေပြီးတော့အောက်ကိုပြင်းပြင်းလေးထောင်ပြီးလိုက်ချပေးမယ်ဒီလိုမျိုးလေးသွားပြီးရင်ကိုယ့်ရဲ့ပေါင်တွင်းမှာရှိတဲ့တင်းအားတွေကိုပြေရောစေတယ်တွေးလက်ပတ်မှုကောင်းတယ်ပေါ့နော်အမျိုးသမီးတွေဆိုလို့ရှိရင်ကျမတို့တင်ဆုံကြွက်သားတင်းအားပြေရောတယ်ပြီးရရဲ့ပိန်လေးကိုတတ်တာစေတယ်တနေ့ကုန်ထားရတဲ့အတွက်ကျမအိမ်ညောင်းတာကြိုက်တာဆိုတော့တတ်တာဒါလေးဆိုရင်ခတ်လို့ရတယ်တနေ့ကိုအချိန်ရညလို့ပေါ့နော်အချိန်တစ်ထောင်လောက်ခတ်ချင်ရတယ်ဆိုတော့ပြင်းပြင်းလေးခတ်ထားနောက်ထပ်5ချိန်ထပ်ခတ်မယ်1 2 3ကျောင်းမပတ်လေးနေပြီနော်4 5ဟုတ်ပြီခြေဖွားလေးကိုလက်ဖွားလေးနဲ့ဆက်ကင်ထားရင်ဘတ်လေးဖွင့်အသက်လေးအရင်ရှူလိုက်ရှူထုတ်ပြီးတထောင်လေးကိုဖြည်းဖြည်းချင်းလေးဆင်လာတထောင်လေးကဒီမှာရရဲဆိုလဲရတယ်ဒီတက်ထက်ရတယ်ဆိုလဲဖြာပေါ်ကိုချပြီးတော့ရတယ်ဆိုရင်ခေါင်းနဲ့ဖြာလေးနဲ့တက်ထားဒါပေမဲ့ကိုရတဲ့အနေထားမှာနေပြီကိုနိုင်ဆုံးအနေထားလေးမှာဒီလောက်မှပဲရရင်လည်းဒီလောက်နော်အဲ့ဒါလေးကို5 breathing အနေနဲ့ကိုယ့်ရဲ့ပေါင်တွင်းဘယ်နာလေးတင်းနေတဲ့ခံစားပြီးရှော့ချဒီအချိန်မှာတချို့ကပခုံးလေးတင်းထားတဲ့ဒီပခုံးလေးတွေကစားရှော့ရှိသမျှကိုယ့်ရဲ့စိတ်နဲ့ခန္ဓာတင်းအားလုံးကိုရှော့ချပြီးတော့မှသွားမယ်နောက်ထပ်3 breathing 3 2 1ဟုတ်ပြီဒီနေ့ချက်လေးပြန်လုပ်နေပြီဒါဆိုလို့ရှိရင်ကျမတို့ the whole body ကိုတော်တော်ရှော့ပြီးပြီOkay ပြီးကျမတို့တင်မချင်းအားရရောတာကခန္ဓာကိုယ်ကညဘက်အိပ်ရတာအတွက်ကောင်းတယ်ဆိုတော့လေခုနကလိုမျိုး butterfly ဒီမိထားနေပြီးတော့ရှင်းချေလေးကိုပြန်လာခုရင်းထုံးခဲ့တဲ့လေးပေါ့နော်ဆိုတော့ဘယ်ဘက်ခြေလေးကိုကိုယ့်ရဲ့ခြေမှာဒူးကောင်းတဲ့ခြေဖနှောင်းတွေကတလိုင်းနဲ့ရရင်ထားကဲပြီးမရလို့ရှိရင်ခြေဖနှောင်းနဲ့တလိုင်းနဲ့မှချပြီးတော့အနောက်ကပေါင်လေးကိုဖိချအနောက်ကညာပေါင်ဆိုရင်ညာပေါင်ကိုခန္ဓာကိုယ်ရဲ့ညာဘက်ကိုညာရိုက်နေဒူးလက်တစ်ဖက်ကဒူးလေးပေါ်တင်ထားနောက်ထပ်လက်လေးတစ်ဖက်ကဒီဖြာပေါ်မှာထားပြီးတော့ခန္ဓာကိုယ်ရဲ့ weight တွေညာညာဒီဘက်ကိုပို့ပေးခြင်းအနောက်ကခြေဖနှောင်းလေးချတာလေးရတယ်အဲ့တော့ဘယ်နာချိနေလဲဆိုတော့ဒီအရှိမရှိရဲ့ပေါင်ရင်းတွေချိနေတယ်အနောက်ကပေါင်ချိနေကဲပြီးဒူးသားနဲ့ခြေဖနှောင်းနဲ့တလိုင်းနဲ့ထားဖို့ခက်တယ်ဥပမာပေါင်လေးဒီလိုရမ်းအပေါ်တက်တယ်ဆိုရင်ခြေဖနှောင်းနဲ့စီးကုန်နေနေကတ်လိုက်အဲ့ဆိုလို့ရှိရင်ခန္ဓာကိုယ်ဝိခါညာဘက်ကိုနည်းနည်းပို့ရတယ်လို့ပဲဒီမှာနေထားမှဒီလိုကိုင်းရတာခက်တယ်ဆိုရင်တချို့ဘလော့လုံးဒါမှမဟုတ်စာအုပ်လေးရှိရဆိုရင်ကိုယ့်ရဲ့ဘေးနားလေးမှာအခုလေးတစ်ခုလေးနဲ့ထားပြီးတော့မှခန္ဓာကိုယ်ဝိလေးများများလေးနဲ့ပြီးရှုပ်ခါနာတယ်ပေါ့နော်အဲ့တော့ဒီမှာ alignment ညီဖို့အရေးကြီးတယ်ဒီနေထားလေးကို5 breathing လေးတူဆက်သွားမယ်1 2 3 4 5ဒီနေထားလေးကနေပြီးတော့လက်လေးမြောက်လေးရှုထုတ်ပြီးရင်လက်လေးနှစ်ဖက်ကိုရှေ့လေးကိုဆန်းထုတ်မယ်နော်ရှေ့လေးကိုဆန်းထုတ်ပြီးတော့နှောင်းချမယ်နှောင်းချတဲ့အချိန်မှာကိုယ့်ရဲ့ရင်ဘတ်နဲ့ခြေသလုံးငယ်ကိုဖိပြီးတော့မှနှောင်းချနော်ဒီမှာလည်းပဲ5တောင်ပြီးဆက်နေမယ်5 4ဒါလေးကိုရှုထားပြီး3 2 1ဟုတ်ပြီဒီနားမယ်နောက်တစ်ဖက်လေးလာပြီးတော့နော်ဝေးမယ်ဒီကောင်းခဏတလိုင်းနဲ့ညရင်ထားမရရင်ခဏနဲ့စီးကုန်ရကခန္ဓာကိုယ်ရဲ့ weight တွေကိုဖယ်ဘက်အချမ်းကိုများများလေးပို့ချပြီးနောက်ကဖယ်ဘက်ခြေဖမှုလေးကိုဖိချတာကြောလေးမှတ်ထားပြီး1 2 3ဒီမှာခါမလဲအောင်ကြိုးစားကြည့်နော်4 5လက်နာမလေးလေးရှုထောက်ရှေ့လေးကိုစထုတ်သွားလက်နာခက်တယ်ဆိုဒီတိုင်းရှေ့လေးကိုနှောက်ချလိုက်ရှင်ပန်းရဲ့ခြေသလုံးနဲ့ကပ်ပြီးတော့5 breathing နဲ့1 2 3 4 5ဒါလေးပုံမှန်လေးရှုထောက်ပြီး4 5ဟောက်ပြီးဖြည်းဖြည်းချင်း
ဒါလေးဆိုရင်ကိုကြနေနိုင်နေပေါ့နော်ဒီမှာတော့ဒီမှာညာစုနေနိုင်တဲ့ကောင်းချင်းမှာလုပ်ပြီးထားတာဖြစ်တယ်ပြီးတော့ရင်ခြာလေးပေါ်မှာပတ်သက်လေးထည့်ပါနော်ခြာလေးပေါ်မှာပတ်သက်လေးထည့်ပြီးရင်ကိုရဲ့ညာဘက်ဂျူကောင်းကိုဖယ်ဘက်လက်နဲ့ကာပြီးနော်ညာဘက်ဂျူကောင်းကိုဖယ်လက်နဲ့ကာပြီးတော့ညာဘက်လက်လေးကဘေးမှာဆက်ထားအသက်ကိုရှူလိုက်ရှူထုတ်ပြီးအဲ့ညာကျူကိုဖယ်ဘက်လေးကိုဖိချအဲ့ဖိချတဲ့အခါမှာအဲ့ညာဘက်ဂျူကောင်းလေးကိုကျန်းနေနဲ့ထိလို့ရရင်ထိတယ်ပဲတချို့ခါဆုံးနဲ့ကျန်းနေဆိုလို့ရှိရင်ထိရခတ်တယ်ပေါ့နော်ကိုရတဲ့နေစားတွေမှာဒီပေးဒါဆိုရင်ခါစောတွေအရင်ကြည့်တယ်ဒါလေးရှူသွင်းထားရှူထုတ်ထားမျက်နှာများများလေးကိုကြည့်ထားပြီနော်3 2 1အပီနောက်တစ်ခါလေးအိမ်ထားလေးတောင်းမယ်ဘယ်တူလေးပေါ့ညာချီလေးကနောက်ဆက်ထားနော်ဘယ်တူလေးပေါ့ညာဘက်လက်လေးကျင်ပြီးတော့ညာဘက်လေးကိုဖိချညနာလေးကစက်စင်ပဲပဲပြီးရထားဘယ်လည်းဒီမှာတက်တာလေးဆက်ထားပြီအားကြီးကြီးညာလေးရောထားတယ်ဒီမှာဆိုတက်တာဆွဲချင်ပဲခေါင်းလေးဘာမှမတင်ထားနဲ့အားလုံးရှော့ချ3 2 1နောက်ဆုံး pose လေးပါမယ်ဘယ်ဘက်ဂျူးလေးထားမယ်နော်အဲ့ဘယ်ဘက်ဂျူးလေးပေါ်ညာချစ်ခဏလေးကျင်လာအဲ့တော့ကိုယ်ခန္ဓာကိုယ်ရဲ့အရှိအကျင့်ရဲ့အင်္ဂလိပ်အခရာနံပါတ်4ပုံစံမျိုးဖြစ်နေတယ်ပြီးသွားရင်ဘယ်ဘက်ဂျူးလေးကိုရင်ဘတ်ထဲကိုဆွဲလိုက်ကိုယ်ထားတဲ့ဂျူးလေးပေါ့နော်ဘယ်ဂျူးလေးကိုရင်ဘတ်ထဲဆွဲလိုက်ရင်ကိုထိနေမှာညာဘက်ပြေးကျင်လာတယ်အဲ့တော့ဒါကလေတနေ့ပုံထိုင်တဲ့သူတွေအတွက်ဆိုရင်ကျမတို့ကျင်မာချက်သားကျင်တော့ကြာလာလို့ရှိရင်ခါးတွေနာတာတက်တယ်အသက်ကြီးရင်ခါးတွေပါရင်ညောင်းတာခါးခွဲရတာဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကျင်မာချက်သားကျင်အားကိုလျှော့လေခါးမှာရှိတဲ့ tension တွေကိုလျှော့ချလေးဖြစ်တယ်တချို့ခါးဆုံးညက်တာတွေပါဆိုလို့ရှိရင်လည်းဒီနည်းလေးနဲ့တက်လာရင်ပြောကြတယ်ဆိုတော့ဒါလို့အများကြီးလုပ်ပြီးမယ်နော်3 2နောက်တစ်ခါအဲ့ဒါလေးတော့ညာဘက်ပေါ်ပဲချစ်ခဏလေးချင်တယ်နေရှူနဲ့ညာဘက်ခြေလေးဒူးကောင်းလေးကိုရင်ပတ်ချက်ပိုင်းရှူထုတ်ပြီးရင်အဲ့ဒူးကောင်းရင်ဘက်တင်ဆွဲပိုင်းဒီတစ်ခါကျတော့ဘယ်ဘက်ကျင်လာလို့ကျင်းနေမယ်နားတော့လေးခဏကိုဘက်ကညာညာလေးဆွဲခေါ်ပခုံးလေးကိုလျှော့တာအတန်းလေးရှူသွင်းချ3 2 ထားပြီးဖြစ်ဖြစ်ချင်းဖြည့်လျှော့ဒီပိုင်းကျမတို့ချစ်ဖွားလေးနှစ်ဖက်ကိုပူးလိုက်ပြီးတော့ခြောက်လေးကိုဒီလိုပုံစံလေးဖေးနာလေးကားထားလိုက်တယ်။ဥပမာခုနခြံရည်လေးနဲ့ပတ်တာဝိုင်းခတ်တဲ့ပုံစံမျိုးပေါ့နော်။လက်လေးကိုတက်တောင့်လေးဒီမှာချထားပြီးတော့ဒီ position နဲ့ကိုအိမ်ဟာပေါ်မှာအိတ်ခါလေးကိုကျမဝင်းမြောက်ထားတဲ့အသက်ရှူလေးတစ်ခုရှိရဲ။အဲ့ဒါလေးနဲ့တွဲပြီးတော့သွားပြီးမယ်ဆိုရင်ဒီမှာ breathing ရော body relaxation ကိုတွဲမိပြီးတော့မှဒီလိုတော်တော်လေး nervous system ကိုရောကြပြီးတော့ကိုယ့်ရဲ့အိတ်ကိုကျင်းလာတယ်နော်။ဒါလေးကိုပုံမြင်ထားလို့ဆက်ပြီးပါကျမဝေမျှပေးသွားတဲ့ဘတ်တာယောဂလေးကအားလုံးလေးကျင့်လို့အဆင်ပြေမယ်လို့ထင်ပါတယ်။ကျမယောဂ instructor ထောက်တာယောဂီပါ။ဆရာဝန်တူဖြစ်ပြီးတော့မှယောဂပညာရပ်တွေကိုလည်းမျှဝေပေးနေပါတယ်။ကျော်ယောဂကို alignment adjustment မှန်မှန်နဲ့ instructor နဲ့အတူတူကျင့်ချင်ရင်ကျမ online class နဲ့ in person class တွေဖွင့်လှစ်ထားတယ်။ page ကနေသင်တန်းများစုံစမ်းမေးမြန်းနိုင်ပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Namaste